ကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့နိုင်ငံတွင်းဆန္ဒပြမှုတွေကိုအင်အားသုံးဖြေရှင်းခဲ့တဲ့ကမ္ဘောဒီးယားအစိုးရပေါ်မြန်မာနိုင်ငံအစိုးရအနေနဲ့ဖိအားပေးတိုက်တွန်းတင်တယ်လို့ကမ္ဘောဒီးယားနိုင်ငံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံအစိုးရက2014ခုနှစ်ရဲ့အာဆီယံဥက္ကဋ္ဌရာထူးကိုရယူထားတဲ့အတွက်အခုလိုတောင်းဆိုရခြင်းဖြစ်တယ်လို့ဇန်နဝါရီ23ရက်နေ့ကရန်ကုန်မြို့မီကာဆာဟိုတယ်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ် I'm not living isolation in anymore ကျမတို့အခုပြောနေတာကကမ္ဘောဒီးယားလည်းမဟုတ်ဘူးထိုင်းလည်းမဟုတ်ဘူးမြန်မာလည်းမဟုတ်ဘူးအာဆီယံနိုင်ငံတွေမှာဒီလိုပြဿနာဖြစ်လာရင်ပူးပေါင်းဆောင်ရွက်ဖို့ပါအရင်တော့ဆိုရင်စက်ရုံတွေကအင်ဒိုနီးရှားတို့ဘာလို့မှလုံသမားစီပေါ်တော့စက်ရုံတွေလာဖွင့်ကြတယ်နောက်ကျအဲ့ဒီနိုင်ငံတွေရဲ့အခြေခံလစာတွေကြောင့်အခြေခံလစာတက်တာတဲ့ကမ္ဘောဒီးယားကိုရှေ့လာတယ်အခုကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံကိုဒီလိုခေါင်းပုံဖြတ်ချင်တဲ့လုပ်ငန်းရှင်တွေရောက်မလာဘူးပြောနိုင်ဘူးလေဒါကြောင့်သူလက်တွဲလုပ်ဖို့အကူအညီတောင်းတာပါကမ္ဘောဒီးယားနိုင်ငံအဖွဲ့အစည်းတွေရဲ့ပြောပြချက်အရအခုနှစ်အစပိုင်းမှာလူသမားတွေလောက်ခွလစာနေပါခြင်းလေယာဉ်မြေတွေပြန်လည်ရရှိလိုခြင်းမီဒီယာလွတ်လပ်ခွင့်ရရှိလိုခြင်းတို့အတွက်ကမ္ဘောဒီးယားပြည်သူသိန်းနဲ့ချီ၍ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုဆန္ဒထုတ်ဖော်မှုတွေကိုကမ္ဘောဒီးယားနိုင်ငံအစိုးရကအင်အားသုံးဖြေရှင်းခဲ့တာကြောင့်လူ10ဦးနဲ့အထက်သေဆုံးခဲ့ပြီး36ဦးဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ကမ္ဘောဒီးယားမှာဖြစ်တယ်လို့မြန်မာနိုင်ငံမှာလည်းပဲဖြစ်လာနိုင်တယ်လို့အမှန်တကယ်မြင်တယ်။အဲ့ဒီအတွက်လည်းပဲဒီအစိုးရအနေနဲ့ပေါ့နော်ဒီနေ့ဆုံးလောကလာစာငွေကြေးတွေအများဆုံးသတ်မှတ်ဖို့နဲ့အလုပ်သမားတွေရဲ့အခွင့်အရေးတွေကာကွယ်တဲ့ဥပဒေတွေကိုတိတိကျကျရေးဆွဲဖို့ပေါ့နော်လိုအပ်လာပြီလို့မှန်တယ်ကမ္ဘောဒီးယားနိုင်ငံကပြည်သူတွေနဲ့လူမှုဖွဲ့စည်းတွေက၎င်းတို့ရဲ့ပြည်တွင်းရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးနိုင်ဖို့မြန်မာနိုင်ငံအစိုးရပေါ်မျှော်လင့်နေကြပေမဲ့လက်ရှိအာဆီယံဖွဲ့ဝင်နိုင်ငံတွေရဲ့စီမင်းအရနိုင်ငံချင်းဝင်ရောက်ဆွတ်ဖက်ခွင့်မရှိဘဲအကြံဉာဏ်ပေးခြင်းသာပြုလုပ်နိုင်တယ်လို့သိရပါတယ်ကျွန်တော်မင်းထပ်ပါမြမခသတင်းအေဂျင်စီကဖြစ်ပါတယ်